AI နဲ့တော့မြေအလုပ်ပြီးမြောက်သွားဆိုတာတကယ် productive အစ်စ်မှန်ရောဟုတ်ရဲ့လားမကြသေးခင်ကကျွန်တော် client တယောက်နဲ့စကားပြောခဲ့တယ်။ तू ကနေပညာပိုင်းကိုအရန်နားလေတူမဟုတ်ပါဘူး။ဒါပေမဲ့ထူးဆန်းနေတာတခုကကျွန်တော် Telegram နဲ့စာပို့လိုက်တိုင်း तू ကစက်တန်ပိုင်းအတွင်းကိုချက်ချင်းစာပြန်ပို့တယ်။စာကလည်းစလုံးပေါင်းတပ်ပုံတွေကစနစ်ကြပြီးတော့မှလှပလွန်နေတာ။ဒါပေမဲ့ကျွန်တော်ဖတ်ကြည့်လိုက်တဲ့အခါတခုခုလိုအပ်နေလို့ခံစားရတယ်။အဲစာထဲမှာလူသားဆန်မှုရှိမနေဘူး။ကျွန်တော်က UI UX designer တယောက်ဆိုတော့စကားပြောတဲ့အခါမှာ G-Theory တော့ human centered design တော့အဲ့လိုမျိုးနည်းပညာစကားလုံးတွေသုံးမိတတ်တယ်ကျွန်တော်အဲ့အရာတွေကိုရှင်းတော့မပြရသေးတဲ့အချိန်မှာတင် तू က AI နဲ့ research လုပ်ပြီးတော့ကျွန်တော်စာရှည်ကြီး reply ပြန်ပို့တယ်တေချာကြည့်လိုက်တော့ AI ကရေးပေးထားတဲ့လက်ရေးအတိုင်းဓာတ်ရိုက်ဖြစ်နေရဗျာသူ့ရဲ့စူးစမ်းမှုကိုကျွန်တော်တကယ်လေးစားပါတယ် तू ကကျွန်တော်ပြောလိုက်တာအောင်နားမလည်တဲ့အတွက်AI နဲ့ research လုပ်ပြီးတော့မှနားလည်အောင်စူးစမ်းနေရအဲ့ဟာတော့ကောင်းပါတယ်ဗျာကျွန်တော်လည်းအဲ့နီးလန်ကိုသဘောကျပြီးတော့မှကျင့်သုံးနေရပဲဒါပေမဲ့ तू ကကျွန်တော်စာကို copy ယူ AI မှာ paste ချပြီးတော့မှ AI ကဖြည့်ပြီးရဲ့အဖြေအတိုင်းကိုဓာတ်ရိုက်ကြီးကို copy paste ယူပြီးကျွန်တော်ပြန်ပို့ပေးနေရဗျာအဲ့မှတင်ကျွန်တော်စဉ်းစားနေမိရရှိတယ် तू လုပ်နေရတွေကတကယ်ရော productive ဖြစ်ရလားအလုပ်တွင်နေလို့ရောတတ်မလိုက်လို့ရရအမြန်ဆုံးပြီးမြောက်သွားတဲ့အတွက်အလုပ်တွင်နေလို့တော့အနည်းဆုံးတော့တက်မလိုက်လို့ရတယ်။ဒါပေမဲ့လည်းဗျာကျွန်တော် SR ဖက်လိုက်တဲ့အချိန်မှာ feeling ကတော့ off ဖြစ်သွားပြီ။စိတ်ရုပ်တရုပ်နဲ့စကားပြောနေရတယ်လို့ပဲခံစားချက်တွေပါမလာတော့ဘူး။ဒါဆိုရင် productive ဖြစ်တယ်ဆိုတာကအလုပ်ပြီးမြောက်ရောတက်တက်ပဲလား။အလုပ်ပြီးမြောက်သွားပြီမဲ့ခံစားချက်တွေမကောင်းဘူးဆိုရင်ရောဒီလိုတိတ်ဆာမျိုးတွေကလုံနေခွင်မတင်မကောက်အယောင်းဝယ်မှာလည်းဖြစ်တတ်တယ်။ဥပမာကျွန်တော်ပစ္စည်းတစ်ခုကိုရောင်းနေဆိုပါစို့ customer ကိုမဝယ်ဝင်အောင်အတင်းဆွဲဆောင်ပြီးတော့မှရောင်းလိုက်နိုင်တယ်။ရောင်းလိုက်ရလို့ရီမတ်ချက် target တော့ပြည့်သွားပြီ။ဒါပေမဲ့ဝယ်သွားတဲ့ customer ရဲ့စိတ်ထဲမှာအဲ့ဒီပစ္စည်းကသူ့အတွက်တကယ်ရောအသုံးဝင်နေရလား။တန်ရောတန်နေရလား။အဲ့လိုမျိုးစိုးရိမ်စိတ်တွေ anxiety ဝင်နေမယ်ဆိုရင်ရောရောင်းတဲ့သူဘက်ကလည်းလာစာရချင်လို့ commission ရချင်လို့ပစ္စည်းအကြောင်းသိချမသိဘဲနဲ့ AI ကပေးတဲ့ script တွေနဲ့ပဲအတင်းထိုးရောင်းပြီးတော့မှရောင်းရဖို့စိတ်တစ်ခုတည်းအတွက်ပဲစိတ်ဖြည့်မှု stress တွေရှိနေဆိုရင်ဒီအလုပ်ပြီးမြတ်မှုဟာတကယ်ရောအတိတ်ပဲရှိနေရဲ့မှတ်ချက်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင် customer ရဲ့တကယ်တန်မဝယ်ကြအများပါတယ်ဒါပေမဲ့ဒီလိုတိတ်ဆာမျိုးတွေကြုံမှုကြတဲ့လူလည်းရှိမှာပါကျွန်တော်တနေချင်းဆိုလို့ရှိရင်အရန်ကိုအားနာတတ်တာဗျာသူ့ကိုတခုခုတွားရောင်းလိုက်မယ်ဆိုလို့ရှိရင်သူကအားနာတဲ့စိတ်နဲ့ဗျာသူ့အတွက်အသုံးဝင်လားမဝင်လားလည်းမစင်စားဘူးဒါပေမဲ့ဝယ်လိုက်တာပဲပြီးတော့မှကျွန်တော်စီလာပြီးတော့ဗျာရေးဒါကြီးကဘာကြီးမလဲမသိဘူးနေမဲယူသွားလိုက်လို့စိတ်ရုပ်စရာကြီးဆိုပြီးကျွန်တော်လာပေးတတ်တယ်ဗျာရောင်းတဲ့သူဘက်ကတော့ရောင်းလိုက်ရတော့ productive ဖြစ်တယ်လို့ထင်ကောင်းထင်နိုင်မယ်ဒါပေမဲ့အဲ့ဒီအရောင်းဝယ်မှာလူသားချင်းနားလည်မှုနဲ့နှွေးထွေးမှုတွေမပါဝင်ခဲ့ပါဘူးဒီဇိုင်းလောကမှာကျွန်တော်တို့အမြဲဦးစားပေးရအရာတစ်ခုတော့ရှိပါတယ်အဲ့ဒါတော့ human centered design လူသားဗဟုပြု design ဆိုတာပါနည်းပညာတွေဘလောက်ပဲကောင်းမွန်နေပါစေနောက်ဆုံးမှာတကယ်တမ်းသုံးရမယ့်လူဟာကျွန်တော်တို့လူသားတွေပဲဖြစ်ပါတယ်အလုပ်တစ်ခုဒီဇိုင်းတစ်ခုမှာစာနားလည်မှု empathy မပါလို့ရှိရင်ဘယ်တော့မှရရှိမသွားနိုင်ပါဘူး AI ကိုသုံးတာတော့ကောင်းပါတယ်ဒါပေမဲ့ AI ကိုသုံးပြီးတော့မှကိုယ့်ရဲ့လူသားဆန်မှုကိုပျောက်မသွားစေဘဲနဲ့တစ်ဖက်လူနဲ့ပုံမနားလည်လွယ်တဲ့ပေါင်းတူတကားအနေနဲ့ပဲသုံးသင့်ပါတယ် productive ဖြစ်တဲ့ဆိုတာဗျာအလုပ်တစ်ခုကိုမြ мян ဆန်ဆန်ပြီးမြောက်သွားအောင်တင်မဟုတ်ပါဘူးအဲ့ဒီအလုပ်ပြီးမြောက်သွားတဲ့အခါနှစ်ဖက်စလုံးမှာကောင်းမွန်တဲ့ခန်းစားချက်နဲ့တန်ဖိုးတစ်ခုလည်းချိန်ခဲ့ဖို့လိုအပ်ပါတယ်။တင်ရောအခုခေတ် AI တွေတုံးပြီးတော့အလုပ်လုပ်တဲ့အခါလူသားဆန်တဲ့ဆက်သွယ်မှုတွေကြန့်ရှိနေသေးရဲ့လား။ comment မှာဖြည့်ထည့်ပေးပါအောင်။ကျွန်တော်နာမည်ရဲဝင်းအောင် Rose ပါ။ရွှေနိုး Yomatru 3F တို့ရဲ့ UI UX designer တယောက်ဖြစ်ပြီးတော့ကျောင်းသားပေါင်း80ကျော်မွေးထုတ်ပေးထားတဲ့ UI UX Industry တယောက်လည်းဖြစ်ပါတယ်။အားလုံးပဲနောက်နေ့မှာပြန်တွေ့ကြပါမယ်။